UFC မှာနိုင်ဝဲဆက်နေတဲ့ Rania Rivera ကြီးကတော့ဒီနေ့မနက်ခင်းကကျင်းပခဲ့တဲ့ UFC Final ကောင်ပွဲမှာ Brandon Allen နဲ့ထိုးခဲ့ရာစောက်ထချီမှာပဲပွဲကိုဆက်မကစားနိုင်တော့တဲ့အတွက်အရှုံးပေးလိုက်ရတာပါဒီပွဲကိုပြောရရင်ပထမချီမှာကလေးက Rania Rivera ကစပြီးဝင်လုံးတာပါအလုပ်လည်းဖြစ်ခဲ့ပါတယ်တာတာရရနဲ့တိတ်တောင်းယူပြီး full mount position တွေ back position တွေရတယ်သူ့ရဲ့အကျွမ်းကျင်ဆုံးဖြစ်တဲ့ rear neck choke လုပ်ဖို့ကြိုးစားခဲ့တယ် Brandon Allen ရဲ့ ground defense ကတော်တော်ကြီးကိုကောင်းပါတယ်ဘယ်လိုမှချုပ်မရခဲ့ပါဘူးဒီနေရာမှာတခုပြောချင်တာက Rania Rivera ကြီးအနေနဲ့ full mount position မှာအပေါ်ကနေထုထောင်းလို့ရတယ်ဒါပေမဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးချုပ်ဖို့အတွက်ပဲကြိုးစားနေခဲ့တာပါဒီလိုနဲ့ပဲပထမချီမှာတော့အာရီယာကတာပါတယ်ဒုတိယချီရောက်တဲ့အခါမှာတော့စချင်းမှာပဲ Brandon Allen ရဲ့ Spinning elbow တစ်ချက်က Rania Rivera ကိုတော်တော်ကြီးကိုအထိနာသွားစေခဲ့ပါတယ်။ Clinch ကနေအာရီယာက shoulder strike တွေထုတ်သုံးတယ်။တိတ်မကြခင်မှာပဲဝင်လုံးတယ်။တိတ်တောင်းရခဲ့ပေမဲ့ Brandon Allen ရဲ့ ground skill ကောင်းတဲ့အတွက် Rania Rivera တယောက်မုတ်ဆိုးဘွားကနေတားကောင်ဘွားကိုစပြီးတော့ရောက်တော့တာပါပဲ။ Brandon Allen ကအပေါ်ကရောက်သွားတဲ့အချိန်မှာ Rania Rivera လို့မဟုတ်ပါဘူး။ Hammer fist တွေ elbow တွေတောက်လျှောက်ကိုကျွေးတာပါအဲ့ဒီ Rania Rivera တယောက်တော်တော်လေးကိုကွဲပြဲနေပါပြီတတိယချီရောက်လာတဲ့ခါမှာလဲ ground skill ကောင်းလာပါပြီဆိုတော့ Rania Rivera ကြီးကို Brandon Allen က ground မှာတင်ရှင်ပြီးတော့အမှန်ကန်ကိုဖြုတ်ပြသွားတာပါစထုံးရကြီးရောက်တဲ့ခါမှာတော့ Brandon Allen ကစပြီးဝင်လုံးကင်ပေါက်တော့တာပါ Rania Rivera တယောက်ကတော့ကုန်ပါပြီအဲ့ဒီတင် Brandon Allen ကပဲအပေါ်ကနေထုထောင်းပြီးတော့ပွဲဖြတ်ဖို့ကြိုးစားတော့တာပါအဲ့လိုနဲ့ပဲလေးကြည့်ပြီးသွားခဲ့တယ် Rania Rivera တယောက်ကတော့တက်လုံကုန်ပြီးထတော့မထကျင်တော့ပါဘူးနားချိန်ရောက်တဲ့ခါမှာတော့အကူလူတွေကိုအကြောင်းကြပြီး Rania Rivera တယောက်လေးကြည့်မြောက်မှာတင်အရှုံးပေးလိုက်ပါပြီအမှန်တိုင်းပြောရရင်တော့တွေးကြောင်တယ်လို့ပဲပြောရမှာပဲဒါနဲ့ဆိုရင် Rania Rivera ကြီးကနှစ်ခါရှိပါပြီဝမ်းမှာတော့ကလည်းမထိုးနိုင်တော့လို့ဆိုပြီးတော့တစ်ခါအရှုံးပေးဘူးတယ်ခုလည်း UFC မှာတစ်ခါထပ်ပြီးတော့အရှုံးပေးလိုက်ပြန်ပါပြီ profile တော့တော်တော်ကြီးကိုရုပ်ပေါက်လွန်းပါတယ်တေချာတာကတော့ champion cover နာကပ်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူးဒီလိုက်ရင်လည်းခန်းဆက်ကိုတွားကစားလို့ကတော့စုပ်ပြတ်တက်သွားမှာပါပွဲပြီးတဲ့ချိန်မှာတော့ middleweight တန်းကဆရာသမားတွေက ace မှာအကုန်ဝိုင်းပြီးတော့ဝုန်းကြတော့တာပါပဲအဲ့ထက်မှာခန်းသက်ကြီးကအဆိုးဆုံးပါပွဲမစခင်ကတည်းကကိုချီတော့ကောင်အရှုံးပေးလိုက်တော့ဆိုပြီးတော့နာမီတက်ပြီးတော့ကိုတွေ့တာပါတရားလုံးပတ်ပြီးတော့လေတိုက်ထားတဲ့ Rania Rivera တယောက်တော့တရားလုံးရဲ့စွမ်းကြီးဝိုင်းလောင်းတာခံလိုက်ရပါပြီခုလိုမျိုး MMA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းတိုင်းကိုဒီနေ့နေပြီးတော့မှကျေးဇူးအများကြီးတင်ရှိပါတယ်ဗျ